hip bridge လုပ်ဖို့အတွက်ခြေဖက်နောက်နဲ့လက်ထိပ်လေးနဲ့ထိပြီးသွားရင်ကျွန်တော်တို့လက်တစ်ဝါးစာလောက်ပြန်ပြီးတော့ခွာထားပါပြီးတော့ကျွန်တော်တို့သတိထားမှာကဒူးနှစ်ဖက်ကပူးနေတာမဟုတ်ပါဘူးဒူးနှစ်ဖက်ကကျွန်တော်တို့ရဲ့ဒီတင်မအကျဲပခုံးအကျဲတိုင်းရှိနေရပါမယ်ပြီးရင်လက်ကလေးကိုကြမ်းပြင်မှာချတာပါပြီးရင်ဘိုက်နဲ့ပေါင်နဲ့အပေါ်တဒန်းနဲ့ဖြစ်သွားတဲ့အထိအပေါ်မြောက်ပြီးတော့တင်ပါမယ်ပြီးရင်ကျွန်တော်တို့စိတ်ထဲကနေပြီးတော့2 second လောက်လေးအပေါ်မှာဟိုးထားပြီးတော့မှဖြည်းဖြည်းချင်းပြန်ချပါမယ်ချက်ချင်းပြန်မချပါနဲ့အပေါ်မြောက်ထားပြီးသွားတဲ့ချိန်မှာဆိုလို့ရှိရင်1 2 second ပြီးတော့မှဖြည်းဖြည်းချင်းပြန်ချပါပြီးရင်အပေါ်မြောက်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ကျမ်းမြေကိုကန်ပြီးတော့မြောက်တာမဟုတ်ဘဲနဲ့ကျမ်းမြေကိုကျွန်တော်တို့ဖွားနဲ့နင်းပြီးတော့ကျွန်တော်တို့အပေါ်မြောက်တဲ့ပုံစံလေးနဲ့သွားပါကျွန်တော်တို့အပေါ်ကန်ပြီးတော့မြောက်လိုက်တာနဲ့နင်းပြီးတော့မြောက်တာကမတူပါဘူးအပေါ်ကန်ပြီးတော့မြောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တဖြည်းဖြည်းချင်းနဲ့လူကအပေါ်နေရာရွေ့သွားပါလိမ့်မယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ကပေါင်နောက်တွေတင်မားတွေကိုတိတ်ပြီးတော့ထိမှာမဟုတ်ဘူးအဲ့တော့ကျမ်းမြေကိုနင်းမှသာကျွန်တော်တို့ပေါင်နောက်တွေတည်တည်ချာချာပို့ပြီးတော့ထိမှာပါနောက်တစ်ခုကကျွန်တော်တို့အလွတ်ကစားလို့ကိုယ့်အတွက်အရန်ကိုပေါ့ပါနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ weight တုံးလေးပဲဖြစ်ဖြစ် kettlebell လေးပဲဖြစ်ဖြစ်ရှိတယ်ဆိုလို့ရှိရင်ဘိုင်းအောက်ပိုင်းလေးပေါ်မှာ weight တုံးလေး kettlebell လေးဒါလေးကိုတင်ထားပြီးတော့ကျွန်တော်တို့ကစားပေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အလွတ်ကစားတာထပ်ပို့ပြီးတော့ထိရောက်ပါလိမ့်မယ်